ဧရာဝတီတိုင်းဒေသကြီးဗတ္တနော်မြို့နယ်မှာရှေးဦးသူနာပြုနဲ့အရေးပေါ်ကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကိုဇွန်လ26ရက်ဒီနေ့မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ဒီသင်တန်းကိုတော့ထိထာကယင်လူငယ်ပရဟိတဖောင်ဒေးရှင်းကကြီးမှုကျင်းပတာဖြစ်ပြီးဗတ္တနော်မြို့ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရဲ့ရွှေနော်တီဗီခမ်းမမှာကျင်းပခဲ့တာဖြစ်ပါတယ်။သင်တန်းဖွင့်ပွဲအခမ်းအနားမှာရှေးဦးစွာထိထာကယင်လူငယ်ပရဟိတဖောင်ဒေးရှင်းရဲ့နာယကဆရာတော်မန်းနဲ့နန္ဒာဆာယာကအဖွင့်အမှာစကားမိန့်ကြားတော်မူခဲ့ပါတယ်။ထို့နောက်မှာတော့ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးမန်းသိန်းကျော်ကတက်ရောက်ပြီးအမှာစကားပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးဗတ္တနော်မြို့နယ်ကြက်ချီနီအသင်းဥက္ကဋ္ဌဖြစ်တယ်လို့ဧရာဝတီတိုင်းဒေသကြီးကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းရဲ့ဒုတိယဥက္ကဋ္ဌလည်းဖြစ်တဲ့မန်းဝင်းမောင်ကကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါတယ်။အဲဒီနောက်မှာတော့ Men Social Assistance and Rescue ရဲ့ဥက္ကဋ္ဌဖြစ်သူဦးသူရကျူကအမှာစကားပြောကြားခဲ့ပါတယ်။ရင်းနောက်မှာတော့ထိထာကယင်လူငယ်ပရဟိတဖောင်ဒေးရှင်းဥက္ကဋ္ဌစာအိုင်တီခန့်ကနေပြီးတော့အခုလိုရှေးဦးသူနာပြုနဲ့အရေးပေါ်ကယ်ဆယ်ရေးတင်နန်းဖွင့်လှစ်ပေးရခြင်းရဲ့ရည်ရွယ်ချက်တွေကိုအသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါတယ်။အစီအစဉ်အရတင်နန်းမှာပို့ချပေးမဲ့တင်နန်းဆရာတွေနဲ့တက်ရောက်လာကြတဲ့လူမှုရေးအသင်းအဖွဲ့တွေကတဦးချင်းမိတ်ဆက်တာတွေပြုလုပ်ခဲ့ကြပြီးအခမ်းအနားကိုအောင်မြင်စွာရုပ်သိမ်းခဲ့ပါတယ်။အခုဖွင့်လှစ်လိုက်တဲ့တင်နန်းမှာတော့တင်နန်းသားတင်နန်းသူစုစုပေါင်း65ဦးတက်ရောက်သွားမှာဖြစ်ပါတယ်။တင်နန်းကာလအနေနဲ့ကတော့ဇွန်လ26ရက်ကနေဇွန်လ28ရက်နေ့ထိစုစုပေါင်း3ရက်ကြာစနစ်တကျတင်ကြားပို့ချပေးသွားမှာဖြစ်ကြောင်းသိရှိရပါတယ်။